ကြီးရွာတရွာထဲမှာရှိတဲ့အလွန်ကျယ်ဝန်းတဲ့ရေကန်ကြီးနားမှာကိုထုံးနဲ့ကိုသူတို့နှစ်ယောက်တကြီးဦးမြင့်မှလောလောလတ်လတ်ခွင့်ပြုချက်ရထားတဲ့ကြော်ညာဆိုင်ပို့လေးတစ်ခုကိုကန်ကြီးအနီးအနားမှာထောင်းနေကြပါတယ်ဟဲ့မေမင်းတို့ဘာဆိုင်မို့ကြီးထောင်းနေကြလဲတတိပေးဆိုင်ပို့လေးဦးလေးလိုက်နာရမယ်နော်မဟုတ်ရင်ရေတရဲ6ထောင်ခံရလိမ့်မယ်ဟုတ်တယ်ကျွန်တော်တို့တကြီးဦးမြင့်စီကနေခွင့်ပြုချက်ရလာခဲ့တာနော်ရေတရဲလားတကြီးကရေတရဲအကြောင်းဘယ်တော့မှယုံတော့တာပါလေဟုတ်ပါတကြီးဦးမြင့်ကရေတရဲအကြောင်းတွေယုံတော့ငါမသိခဲ့ဘူးဒါပေမဲ့မင်းတို့ရေကန်သားမှာရေတရဲတွေတွေ့ခဲ့တယ်ဆိုတာကိုတော့ကြားမိတယ်ဒီမှာဦးလေးတကြီး6ခံရလို့ရေထဲပြုတ်ကြပြီးတော့သေတော့မလို့တော့ဖြစ်ခဲ့တာဗျဟုတ်လားဟာဘလို့ဖြစ်တာတော့ငါ့ကိုပြောပြကြည့်ပါဦးဒီလိုနဲ့ကိုကျော်ကိုသူနဲ့ကိုထွန်းတို့ရေကန်သားမှာငါးထွက်လာဖမ်းတဲ့ပထမညတော့အကြောင်းကိုစတင်ပြီးပြောပြခဲ့ပါတယ်ရေကန်တူးလို့ပြီးစီးပြီးတဲ့နောက်တိတ်မကြပါဘူးတကြီးဦးမြင့်ကငါးဖမ်းခွင့်ပြုခဲ့လိုက်တာပါသူတို့တွေငားများနေချိန်မှာရုတ်တရက်ကြီးပစုံတရားကသူတို့လေကိုဝင်တိုက်ပြီးရေကန်ထဲမှာသူတို့ရဲ့လှေမှောက်ကျသွားခဲ့တာပါကိုတော့ကိုကျော်ရောဘဲပြောက်သွားတယ်ဟေးအေးဟုတ်တယ်ကိုကျော်သူရင်းနေတော့လားဟဲ့ကဲပါဦးကဲချက်ပါဦးဟဲ့အောင်လေကဲချက်ပါဦးငါဒီမှာ तू ငါကြောက်ဖို့မဟုတ်တက်ထိုင်နေတယ်ကိုသူနဲ့ကိုထွန်းတို့ကိုကျော်အော်ပြီးအကူကြီးတောင်းနေတဲ့အတန်ဘက်ကိုလှည့်ကြည့်လိုက်တော့ကိုကျော်ရဲ့ကြောက်ကုန်းပေါ်မှာရေတရဲတစ်ကောင်တက်ထိုင်နေတာတွေ့လိုက်ရပါတယ်ကိုသူနဲ့ကိုထွန်းတို့ရေအမြန်ကူးပြီးတွားခဲနေရင်လေလော်တန်ကကိုသူရဲ့အနားမှာရေမျောပြီးရောက်လာတာကိုတွေ့လိုက်ရတယ်ဗျ။ဒါကြောင့်ကိုသူလေလော်တန်နဲ့ရေတရဲရဲ့မျက်နှာကိုရိုက်လိုက်တော့ရေတရဲနောက်ပြန်လှမ်းပြီးရေထဲကျသွားပါတော့တယ်။ပြီးတော့မှကိုကျော့ကိုရေထဲကနေဝိုင်းပြီးဆွဲတင်လိုက်ကြတယ်ဗျ။အမလေးလေးလိုက်တာမင်းကိုတော့ကလည်းလေးလိုက်တာကွာ sorry ပါကွာငါတည်းရမတွေ့ဘူးလို့အားကုန်ပြီးတော့တကိုယ်လုံးပြော့ခွေကုန်ပြီးရောက်နေအေးတခြားအရာကြတော့ဘယ်တော့မှမပြောဘူးနော်မင်းရတော့ကွာဒီအချိန်တော့ပောက်ခွေရတွေလာပြောနေနေတယ်နော်ကိုတူဒီလောက်ပဲတော်တော့ကွာလှုပ်ပြလိုက်တော့မင်းတို့မှတ်ထားကြရေတရေကောင်လေးငါနောက်ကြရင်ပြန်လာရှင်းမယ်အဲ့နောက်ကိုကျော်ကိုသူနဲ့ကိုထွန်းတို့သူတို့တွေငါးဖမ်းတော့ကကျုံတွေ့ခဲ့တဲ့အရာကိုတကြီးဦးမြင့်စီတွားပြောပြလိုက်ပါတယ်တကြီးဦးမြင့်ကတော့ရီဘဲရီးနေပြီးသူတို့သုံးယောက်ပြောပြတဲ့အရာကိုမယုံကြည်ခဲ့ပါဘူးမင်းတို့တွေကွာအတိတ်ပဲမရှိတာရေတရဲတွေကဘာမှတကယ်ရှိလို့လဲတကယ်ဗျကျွန်တော်တို့တော့မနဲ့လွတ်အောင်ထွက်ပြေးလာတာတယောက်ကိုတယောက်သားမကူညီခဲ့ရင်တကြီးအရှိမှကျွန်တော်တို့လာချက်နေနိုင်မှာမဟုတ်ဘူးအတိတ်ပဲမရှိတာလေကွာတရဲတစီတွေကဘာမှတကယ်ရှိလို့လဲဒါဆိုတကြီးကိုယ်တိုင်သွားဆန်းတတ်ကြည့်မလားဟုတ်တယ်ဒီညတရဲသွားဖမ်းရအောင်ရတယ်လေသွားကြတာပေါ့ငါလိုတကြီးကတရဲတွေဘာတွေမကြောက်တတ်ဘူးကွာညရောက်တော့၄ယောက်သားရေကန်ထဲကိုလှေလှောပြီးငါးဖမ်းထွက်လာခဲ့ပါတယ်တကြီးဦးမင်းကကိုကျော်နဲ့လှေအတူတူစီးပြီးကိုသူနဲ့ကိုထွန်းကလှေအတူတူစီးပါတယ်ကြည့်ရတာအခြေအနေကတော့ဘာမှထူးခြားမလာသေးပါဘူးအရန်ကိုတိတ်ဆိတ်နေတာကြောင့်တကြီးဦးမင်းကတော့သူတို့၃ယောက်သူ့ကိုအကြောင်းထွင်ပြီးလိန်ပြောနေတယ်လို့တွေးမိသွားပါတယ်အခုကအရန်ကိုညံ့နေနေပြီကွာဘာမှတော့မင်းတို့ပြောတဲ့ရေတရဲတွေကခဏနေအောင်လေးတကြီးရလဲအဲ့အချင်းတော့ကျွန်တော်တို့လည်းငါးဖမ်းပြီးတဲ့အချိန်ကျမှပေါ်လာတာငါးရပြီဟဲ့
ဟာတကြီးရေထဲပြုတ်ကျသွားပြီကိုထင်ပြလာတဲ့ရေတရေကိုလန့်ပြီးရေထဲကျသွားတဲ့တကြီးဟာကြောက်လန့်စွာနဲ့ရေပေါ်ကိုအမြန်ပြန်တက်လာခဲ့ပါတယ်ကိုကျော်ကတကြီးကိုလေပေါ်အမြန်ဆွဲတင်ဖို့လက်လှမ်းပေးလိုက်တယ်ဗျမောင်ကျော်ငါချစ်တော့ကိုဘာဆွဲနေရလဲမသိဘူးငါ့ကိုအားထည့်ပြီးအမြန်ဆွဲတင်ပေးပါဦးပြောနေတဲ့ဟာရေတရေပဲတကြီးတကယ်ရေတရေဟုတ်လားငေါကဲပါဦးပြောတော့တရေမကြောက်ဘူးဆိုတကြီးနောက်တစ်ဖက်မှာကိုထုံးကတကြီးကိုကယ်တင်မှုအမြန်လှေလောပြီးကိုသူကလည်းတရေတွေလိုက်မလာနိုင်အောင်လှေလောတန်းနဲ့ရေတရေတွေကိုရိုက်နေခဲ့ပါတယ်ဒါပေမဲ့ရေတရေတွေကပေါ်လိုက်ပြောက်လိုက်နေဆိုတော့ကိုသူကလည်းစိတ်မရှိတော့ပါဟာငါဆော့နေတာမဟုတ်ဘူးနော်မင်းတို့ကောင်တွေအာဂျိုမန်တက်လှေလောလာနေတဲ့ကိုထုံးကတတိမထားမိပဲကိုကျော်ရဲ့လှေကိုဝင်တိုက်မိတော့ပါတယ်အဲအချိန်မှာလှေပေါ်ရက်နေတဲ့ကိုသူရေထဲပြုတ်ကျသွားခဲ့တယ်ဗျကိုထုံးကလည်းသူ့တငယ်ချင်းကိုတောင်းပန်တဲ့အပြုံးနဲ့ပဲပြုံးပြနိုင်မှာတော့တယ်ရေထဲပြုတ်ကျသွားပေမဲ့ကိုသူကတကြီးဥမြင့်ကိုလှေပေါ်အမြန်ပြတ်တက်နိုင်မှုပဲအရင်ကူညီပေးနေတယ်ဗျတကြီးဥမြင့်လှေပေါ်ရောက်တော့ကိုသူတယောက်ရေတရေတွေဆွဲချခံရပြီးရေထဲကိုမြုပ်ဝင်သွားပါပြီကိုကျော်နဲ့ကိုထုံးတို့လန့်သွားပြီးသူတို့တငယ်ချင်းကိုကူညီဖို့ရေထဲခုံးချလိုက်ပါတယ်မင်းတို့ငါ့ကိုလေပေါ်မှာဒီလိုပဲပြစ်ထားတော့မလားကိုသူရေထဲကိုဆွဲချခိုင်းလိုက်ရပြီးတဲ့နောက်ခြေထောက်တစ်ဖက်ကိုရေတရေနှစ်ကောင်ကလက်နဲ့ဆွဲထားပါတယ်ကိုကျော်နဲ့ကိုထုံးကကိုသူရဲ့လက်ကိုဆွဲတင်နေချိန်နောက်ထပ်ရေတရေနှစ်ကောင်ထက်ရောက်လာပြင်နေပြီဒါကြောင့်ကိုကျော်ကပါလာတဲ့ဖျားလဲဆွဲကိုချုပ်ပြီးထုတ်ပြလိုက်တော့မှအစွမ်းကြောင့်ရေတရေတွေထွက်ပြေးသွားပါတယ်အဲ့ဒီအချိန်မှာပဲသူတို့၃ယောက်ရေပေါ်ကိုပြန်တက်လာနိုင်တော့တယ်ဗျတကြီးဦးမင်းကသူတို့၃ယောက်ပေါ်လာတဲ့အနားကိုလှေလှော်လာခဲ့ပါတယ်ကိုကျော်နဲ့ကိုထုံးတို့လှေပေါ်ကိုစူးစမ်းပြီးတက်နေချိန်မှာကိုသူကတခြားရေတရေတွေထက်အကောင်ပိုကြီးတဲ့ရေတရေတစ်ကောင်သူတို့စီကိုလာနေတာကိုလန့်မြင်နေရတယ်ဗျဒါကြောင့်ကိုသူရေတရေကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါကိုသူမင်းလှေပေါ်မတက်ဘူးလားဟာဇလန်ထဲမှာအဓိကစားလိုက်တော့ရှိရမှာပေါ့လွတ်လိုက်တော့ကိုသူအမြန်ရှင်းပြလိုက်တော့မင်းတို့ကသူတို့တကယ်ကြောက်ထားလားမကြောက်ထားလားကိုသူကရေတရေအနောက်ကိုရောက်လာတော့မယ့်အချိန်မှာရေထဲကိုကူးဝင်သွားလိုက်ပါတယ်ရေတရေကြောင်တောင်ဖြစ်သွားပြီးဟိုဘက်ဒီဘက်လှည့်ပြီးလိုက်ရှာနေခဲ့တယ်ဗျအဲဒီနောက်ကိုသူရေထဲကနေပေါ်လာပြီးရေတရေလက်ဘင်းကိုချုပ်ရေထဲကနေကိုးမော်ကိုဆွဲခေါ်သွားလိုက်ပါတယ်ကိုသူရေတရေကိုကိုးမော်ဆွဲတင်လာတော့ရေတရေရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ခြောက်ကပ်လာခဲ့တယ်ဗျတကြီးကိုကျော်ကိုထုံးတို့ကလည်းကိုသူချုပ်ထားတဲ့ရေတရေကိုကိုရှင်းပစ်ဖို့လှေပေါ်ကနေဆင်းလာလိုက်ပါတယ်ဒါပေမဲ့တခြားရေတရေတွေပါထပ်ရောက်လာတော့မြို့ဒုက္ခတွေဖြစ်ကုန်တော့တယ်ဗျရေတရေနဲ့လူသုံးတွဲလုံးလက်သီးထိုးလိုက်ကန်လိုက်ရိုက်လိုက်နဲ့အပြန်အလှန်တိုက်ခိုက်နေကြတယ်ဗျရေတရေတွေကလည်းလွယ်လွယ်နဲ့အရှုံးမပေးပါဘူးဘာလို့လဲဆိုတော့ဒီနေရာဟာသူတို့ရဲ့နေမြေထဲမှာပဲရှိနေသေးလို့ပါနောက်ဆုံးတော့အသက်အကြီးဆုံးဖြစ်တဲ့တကြီးဦးမြင့်မောလာပြီးရေကူးလာနေတဲ့ရေတရေတွေကိုလက်ထုတ်ပြီးတားလိုက်ပါတော့တယ်ရှာလိုက်စမ်းဟဲ့မောတယ်တော်ပါတော့ကွာအခြေအနေကပြန်ကောင်းလာတော့မှအနေအထားပါပဲရေတရေတွေဟာရေဆူရွှဲနေတဲ့တကြီးတို့နဲ့မျက်နှာချင်းဆိုင်တွေ့နေကြပါတယ်ဒီလိုလုပ်ကြမယ်ငါနားလဲပြီမင်းတို့တရေတွေပြောတာနော်တရေဖြစ်နေတဲ့မင်းတို့တွေကိုပြောတာငါလူတွေကိုပြောတာမဟုတ်ဘူးအေးငါတို့တွေကိုယ့်ဟာကိုယ်နေကြမယ်မင်းတို့ကငါးတွေကိုမပေးချင်တာမလားဒါပေမဲ့ငါတို့ကလည်းဒီရေကန်ကိုကိုယ်တိုင်တူးပြီးတော့ငါးတွေကိုလာထည့်ထားခဲ့တဲ့သူတွေလေမင်းတို့ကနောက်မှလာနေတာကွာပြောရင်လည်းသူတို့ကနားလည်မှာမဟုတ်တာလက်တွေ့ပြမှရတော့မှာဟေးစေးထောင်းစေးထားတကြီးပြောတာလည်းမှန်တယ်ငါတို့ကအရင်လာတာလေ
သူတို့ကနောက်ဆုတ်ပေးရမှာပေါ့ငါတို့ကဒီငါးတွေကိုစားဖို့ပဲကိုယ်တိုင်မွေးထားတာမျိုးတုပ်သွားအောင်ထားဖို့မှမဟုတ်တာအကြောင်းရင်းနဲ့ပြောကြရအောင်ကွာကိုကျော်မင်းကတရေတွေကိုအကြောင်းရင်းနဲ့ပြောမလို့လား တော်ပြီမင်းတို့တွေဘယ်လိုလုပ်ချင်တာလဲဖြေလဲမဖြေဘူးပယောဂဆရာကိုခေါ်ပြီးတော့မင်းတို့ရေသေးရကနေမျိုးတွေကတည်းရဲ့အဖြစ်ပြောင်းပေးရမှာလားအစားပိုင်းငါပြောတဲ့အတိုင်းလက်ခံပါလားပြော တကြီးဦးမြင့်ပြောပြီးတာနဲ့ငါးတွေအများကြီးကုန်းနာကရေဘော်ကိုခုန်တက်လာကြပါတယ်ဒီအချက်ကတော့ရေတရေတွေဟာသူတို့ပြောတာတွေကိုသဘောတူလက်ခံနေဆိုတဲ့သဘောပါပဲဒါကြောင့်တကြီးဦးမြင့်ကကိုယ့်နေရာနဲ့ကိုနေနိုင်မှုရေကန်ကိုအသုံးပြုရမယ်စီကံချက်တွေငါးဖမ်းတဲ့စီကံချက်တွေထုတ်ခဲ့လိုက်ပါတယ်ဒီလိုလုပ်တော့မှရွာသားတွေရေတရေတွေနဲ့မကြုံရတော့တာပါစားဖို့ငါးတွေလည်းရှိလာပါတယ်ဒီတိုက်ခတ်မှုကြောင့်ရွာသားတွေရေတရေကိုအနိုင်ယူနိုင်ပြီးရေကန်ပြန်လည်ရရှိလာတာကိုလူတွေအပြောများလာကြတယ်ဗျ။တရေတွေတစေတွေနဲ့ရင်ဆိုင်ရမယ့်အခြေအနေမျိုးမှာတကြီးဦးမြင့်တို့ရွာလိုမျိုးတရေတွေနဲ့သဘောတူညီမှုလွယ်ကူစွာလုပ်နိုင်နေဆိုရင်တော့ပိုကောင်းပါလိမ့်မယ်။